အားလုံးပဲမင်္ဂလာပါခင်ဗျ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ကချနာပူဒီမှာကျွန်တော်နေ့လည်ကမနက်10:00 နာရီခွဲတော့ရောက်တယ်ပြီးတော့ဟိုတယ်မှာခဏနားတယ်နားပြီးတော့ကျွန်တော်ဟိုတယ်မှာပဲ lunch ကိုစားတယ်စားပြီးတော့အခုကျွန်တော်ကားငှားလာတာပေါ့နော်ကားကကျွန်တော်တို့ light track လို့ပုံစံလေးကားလေးရှိတယ်အနီလေးပေါ့နော်ပြီးတော့ပြီးကားကိုရိုက်ပြမယ်နော်အဲ့ဒီကားလေးနဲ့ကျွန်တော်တို့လာလိုက်တယ်ကျွန်တော်တို့ဖွဲ့6ရောက်ပေါ့6ရောက်ဆိုတော့အဲ့ဒီကချနာပူရီကနေကျွန်တော်တို့ဟိုတယ်ကနေဒီ130ရှိတဲ့ကုကုပင်ကြီးရှိလို့လာတယ်ပေါ့နော်အဲ့ဒီဟာရဲ့ပြီးနောက်တော့ကျွန်တော်တို့ဖျားတစ်ခုရှိမယ်အဲ့နှစ်ခုကိုကျွန်တော်တို့သွားမှာပေါ့နော်အဲ့နှစ်ခုကိုကျွန်တော်တို့ကားခါလာတာဘတ်1000ပေးရတယ်ပေါ့နော်အခု130ရှိတဲ့ဒါကုကုပင်ကြီးရှိရောက်နေပါပြီအဲ့တော့အများကြီးပဲဗျာနော်နိုင်ငံသားတွေထူးပြီးအများကြီးလာကြတာနော်မြန်မာပြည်မှာဆိုရင်တော့ဒီချက်တရင်းနဲ့အပင်တွေရှိပါတယ်ဒါပေမဲ့တေးသေးချာလေးအခုလိုလေးထိမ့်သိမ်းထားမယ်ဆိုရင်နိုင်ငံသားဝင်ငွေအများကြီးရပါဘူးနော်ဒါပေမဲ့ကျွန်တော်တို့ရဲ့ပြဿနာကဘာဖြစ်လဲဆိုတော့ဒါလိုမျိုးသိမ်းလည်းမထိမ့်သိမ်းထားဘူးပြီးတော့ဒီလိုမျိုးဟာနေနိုင်ငံသားဝင်ငွေရှာလို့ရတယ်ဆိုတဲ့အခါကိုလည်းတချို့ကသိမသိဘူးပေါ့နော်မသိတော့ကျွန်တော်တို့အားနေတာပေါ့နော်အဲ့ဒါလည်းအခုဒါ130ရှိတဲ့ကုကုပင်ကြီးပါနော်ဒီကုကုပင်ကြီးကိုကျွန်တော်ဟိုတယ်ကနေလာတော့ဒီကုကုပင်ကြီးနောက်တော့ဖျားတစ်ခုရနှစ်ခုပေါင်းအောင်ကျွန်တော်သိဘတ်1000ပေးကားခါလာပေါ့နော်ဒီတော့ဟိုဘက်မှာကျွန်တော်ဝင်လာတဲ့ကားလမ်းအဲ့လမ်းနဲ့ဝင်ပြီးတော့ကျွန်တော်ဟိုအဲ့ဘက်မှာကျွန်တော်တို့ဟိုဟာရှိတယ်ကားရက်နားတဲ့နေရာပေါ့နော်နေရာရှိတယ်အဲ့ရနေကျွန်တော်လမ်းလျှောက်ပြီးဝင်လာတာ130ရှိတယ်ပို့ပြီးမှာနိုင်ငံသားတွေအများကြီးလာကြတယ်နော်အများကြီးတယ်ဒီမှာလာကြတယ်တပုံရိုက်ကြတယ်အတွေ့အကြုံတွေယူကြတယ်ပေါ့နော်အမှန်တော့ဒါကျွန်တော်တို့မှာရှောက်တို့ကသေးချာထိမ့်သိမ့်လာတယ်ဗျာဒီမှာဆိုရင်ကျွန်တော်ဒါဒီကုတ်ကုတ်ပင်ရဲ့အကိုင်းခက်တယ်ပေါ့နော်အကိုင်းအကြီးတယ်လှသူကဝိုင်းပြီးတော့လှလှလေးဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီကနေကျွန်တော်ဝင်လာတယ်ဒီကနေကျွန်တော်ဝင်လာဟောလာဒီဘက်ကိုသွားလို့ရတယ်ဒီဘက်ကိုလည်းသွားလို့ရတယ်အခုကျွန်တော်ဒီဘက်ကိုသွားလို့ရတယ်နော်ဒီဘက်ကိုသွားလိုက်မယ်ဒီကုတ်ကုတ်ပင်ရဲ့အပေါ်တက်မှာနော်ဟိုမှာအများကြီးပဲသူသဖြင့်ကျွန်တော်တို့နိုင်ငံသားတွေအများစုလာတယ်ပေါ့နော်ကျွန်တော်တို့ဘန်ကောက်ကနေတကူတကဒီကိုယထာစီးပြီးလာတယ်ဒီမှာพ่อค่ะเปลืองที่ဘန်ကောက်ကနေတကူတကဒီကိုယထာစီးပြီးလာတယ်အခုဒီမှာကျွန်တော်ဟိုတယ်မှာတင်ပြအိပ်မယ်အိပ်ပြီးတော့ဒီကုတ်ကုတ်ပင်ကြီးကြီးလာမယ်ပြီးရင်နောက်ထပ်တစ်ခုဖျားတစ်စုကိုဆက်သွားမယ်မနေ့ပြန်တော့ရေကုန်သွားမယ်ပေါ့နော်ဒီမှာကုတ်ကုတ်ပင်ကြီးကိုကြည့်ပါဦးဗျာနော်ဒီပေါင်း130တန်းလမ်းရှိတယ်လူတွေဝိုင်းဖတ်မယ်ဆိုရင်တော့ဒီကောင်ကဟိုကတော့သွားလို့ဗျာလူရောက်20လောက်တော့ဝိုင်းဖတ်တယ်တင်တော့ကတော့ကြီးတယ်သူကလှလဲလှလို့ပေါ့နော်အဓိကကြည့်လိုက်အုပ်ဆိုင်ပြီးတော့ဝိုင်းနေဖြစ်နေတာပေါ့နော်ဒီကုကုပင်နော်โอเคကျွန်တော်လိုက်ပြမယ်နော်ဒီဘက်မှာဆိုတော့ဒီမှာကုကုပင်ကိုတက်မောရလို့ရတဲ့နေရာပေါ့နော်ကုကုပင်နောက်ခံထားပြီးတော့ကုကုပင်ဒီမှာကုကုပင်ကိုနောက်ခံထားမယ်နောက်ကထားပြီးခုနေရာမှာဓာတ်ပုံရိုက်လို့ရအောင်ဒါလေးလုပ်ပြအဲ့လိုမျိုးပေါ့နိုင်ငံသားတွေလာရင်လည်းပျော်အောင်အဆင်ပြေအောင်အဲ့လိုမျိုးတွေလုပ်ပေးတာရှိတယ်ဟုတ်နော်အဲ့ကြောင့်မို့လို့ဒီနေရာဘန်ကောက်ထိုင်းနိုင်ငံခီးသွားတွေအများစုလာဘာလို့လဲဆိုတော့သူကဓာတ်ပုံရိုက်ဖို့နေရာလေးတွေစီစဉ်ပေးထားတယ်ဒါအပြင်ဟိုအခြားပေါ့နော်ဟိုနိုင်ငံသားတွေလာလို့ရှိရင်နေလို့ထိုင်လို့ရအောင်သွားလို့လာလို့လွယ်ကူအောင်အဲ့လိုမျိုးတွေလုပ်ပေးထားတာပေါ့နော်ဒီဘက်မှာဝင်ပေါက်တစ်ခုရှိပါတယ်ဟိုဘက်မှာပန်းညံလေးရှိတယ်ဝင်ပေါက်တစ်ခုရှိတယ်အခုမင်းကြီးကျွန်တော်ပတ်ပြတာပေါ့နော်သူ့ရဲ့ဒီရှောင်းလန်းလေးဥမာဒါဆိုလည်းပြကိုဘင်းကြီးကိုဒီတိုင်းထားမယ်ဆိုရင်ဒီလိုဟာမျိုးလေးတွေလုံးမထားဘူးဆိုရင်အနာကမဲ့ကိုဘင်းကြီးပေါ်တက်ထိုင်မယ်ပေါ့နော်ပြီးရင်ဟိုပျက်စီးမယ်ပေါ့နော်အဲ့တော့သူကဒီဘောကနေပြီးတော့ဟိုအလုပ်လို့မရအောင်ပေါ့နော်အလားဟိုကိုဘင်းကြီးရဲ့ဒီ3ကဘောစထရီနော်ဒီရှေးအောင်အမွေနဲ့ဝင်နေဆိုတဲ့ဟာမျိုးကိုသူတို့ရအောင်ယူထားတယ်ယူထားပြီးကဘာကိုဒါတွေချပြပြီးတော့ဒီကနေပြီးတော့နိုင်ငံဝင်ငွေအများကြီးရတာပေါ့နော်ဒါကုကုပင်ကြီးနှစ်ပေါင်း130ရှိတဲ့ကုကုပင်ကြီးကိုကချနာပူရီမှာရှိတဲ့ထိုင်းနိုင်ငံကချနာပူရီမြို့မှာရှိတဲ့နှစ်ပေါင်း130ရှိတဲ့ကုကုပင်ကြီးပါဒီပင်ကြီးကိုကျွန်တော်ရိုက်ပြခြင်းဖြစ်ပါတယ်ကျွန်တော်တို့
ကြည့်တဲ့ဒီကျွန်တော်ရဲ့ channel ကိုကြည့်ရှုနေတဲ့ပရိသတ်တွေအဆုံးထိကြည့်ရှုပေးတဲ့ပရိသတ်တွေကိုလည်းကျေးဇူးတင်ပါတယ်ဒီထက်ပိုပြီးတော့လည်းနောက်ထပ်ကျွန်တော်သွားရောက်တဲ့နေရာလေးကိုလိုက်ပြီးကြည့်ပေးပါမယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုတော့ like and subscribe လုပ်ထားပေးပါဦးဗျကျေးဇူးအများကြီးတင်ပါတယ်နော်